ဘာတင်းဖန်ကျွန်တော် Man U fan ပါကို Man U fan ဟုတ်ကဲ့ Man U fan ဆို Man U fan တွေလူတွေကဝိုင်းပြီးနှိပ်ကိုတယ်သိရမလား ဟုတ်လားမပြောဘူးအခု Man U တော်ကောင်းလာပြီ Man U တော်ကောင်းလာလူတွေက Man U အပြေးလူတွေနှိပ်ကိုတယ် နှိပ်လို့မရဘူးတော်ကောင်းလာပြီ ဟုတ်တယ်နော် တော်ကောင်းလာပြီ Man U fan ဆိုတဲ့အကြောင်းတက်တည်ပြမယ်လား ဟုတ်လားဟုတ်ကဲ့ Man U တင်းမှာကန်နေရ6ယောက်ဘာသာသမားနဲ့မယ်ကျွန်တော်ပြောပြတယောက်မှန်1000ပေးမယ် Man U တွေ့မှာကစားနေတယ်ကစားသမား6ယောက် ရိုနီတို့မက်ဆီရိုနီတို့ဗမာစီတို့ ဘန်မာဒီပြီးတော့ဘန်မာဒီလည်းကြံခဲ့ပြီ အေးလေအဲ့အရင်တော့ဟာအခုကအားပေးရတာမယ်ကျွန်တော်အခုကမကြည့်ပြဘူးလေညဘက်မတော့ညဘက်မတော့ပြဘူးလေ အဲ့ဆိုတော့ဘယ်လိုဆက်မရမလို့မသိတော့အဲ့တော့ Man U fan ပဲ အခုဖာနာတက်တည်ရဖာနာတက်တည်ရ ဖာနာတက်တည်ရဟုတ်ပြီ ပြီးတော့ရှေ့တန်းမှာဟိုအားကောင်းနေမယ်ပြောင်းသွားပြီလားမရှင်နာလေးတော့အဲ့ကောင်မေ့နေမှာဖာနာတက်တယောက်ပဲတည်ရ ဖာနန်တယောက် တူအားပေးတယ် သူ့အားပေးတယ်အဲ့ဆို Man U fan ပဲနော် လူသစ်တွေပဲကျွန်တော်မသိဘူးပြောင်းလာကောင်မကြသေးဘူးဟုတ် အဲ့တိအောင်ကြိုးစားလိုက် ဟုတ်ကဲ့နော်ဟုတ်ကဲ့ အခု Final တက်မလားရောက် Final တက် Okay ကျေးဇူးအဖေကဘာတင်း fan Man U fan ပါဗျ Man U fan အခု Man U ကစားသမားကျွန်တော်6ယောက်လောက်ပြောပြပါ 6ယောက်လား6ယောက်ကဟို6ယောက်ကဟိုဖာနန်ဒက်တို့ Final တက် ကိုဗစ်မိုင်နူးတို့ ကိုဗစ်မိုင်နူဟုတ်တယ် နောက် Final တက်မှန်သွားပြီကိုဗစ်မိုင်နူမှန် ကို သွား ဗ ပြီ စ်မိုင်နူးကတော့မေ့နေရ ခရုံးမိနေ ပတိုင်းကိုဗစ်မိုင်နူးရဖာနန်ဒက်ရ နောက်တန်းမှာဆိုရင် နောက်တန်းဟိုအခုပဲကြည်နေတာအဒီကခဏနာထိရကောဟိုရာမို့လေ ဘာမှမဟုတ်ဘူးလေ Real Madrid ဘာမှမဟုတ်လေကွင်းလင်ပါလေ Man U ကွင်းလင်ပါလေ Real Madrid ကပြောင်းလာလေ ကြည်လေ အမေ့နေရအဲ့ဆို2ယောက်တည်တယ်2ယောက်တည်တယ်ကျေးဇူးတင်တယ်2ယောက်တည်2000ရမယ် Okay ဘာတင်း fan လဲ အားစင်းဖာလဲတော့ Chelsea Chelsea fan ဟုတ်ပြီ Chelsea ကစားသမားကျွန်တော်6ယောက်လောက်ပြောပြပါ Chelsea ကတော့ဟိုစတာလင် Sterling မဟုတ်လေအခုကစားနေတယ် Sterling ကပြောင်းသွားပြီ မောက် Messi Mount Man U ရောက်သွားပြီ မင်းတို့က Messi Mount Man U ရောက်သွားပြီ